ခုညနေလေပါမုံမရှိလို့ဆိုပြီးမနဲ့ကြရင်စားဖို့ပါမုံမရှိလို့ဆိုပြီးတော့ပါမုံကိုတောင်းဝဲတာကျမတို့အိမ်သားလေးမှာရှိတဲ့ဈေးလေးကိုမနဲ့ဖက်တော့သွားတာတော့တွေ့တယ်ပေါ့နော်တွေ့တယ်ဒါပေမဲ့ညဘက်ကညနေပဲသွားရင်တစ်ခါမှမတွေ့လို့လေကြည့်ပါဦးညနေပဲညမင်းလေးနဲ့လာလိုက်တာNew Year Christmas မတိုင်နေနဲ့ Christmas မတိုင်နေနဲ့ဈေးလာရောက်လာခု New Year ပါဆက်ပြီးရောက်မဲ့ထင်ပါရဲ့ဖုန်းဆိုင်လေးတွေဒါတော့ဖုန်းဆိုင်လေးဖုန်းကပါတဲ့မင်းလေးရမယ်တာရလိုက်တာတော့ရုံဒါတော့ဖုန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေမှာကြည့်ပါဦးမိလေးနဲ့နားနေတာပဲဒါအစားတောင်းရတဲ့နေရာလေးတွေစားတောင်းရမှာသူကမနဲ့ဖက်ဆိုရင်အစောကြီးမရောဘူးကွယ်ညနေနေကင်းလောက်မှသူတို့တွေကရောင်းရတယ်ဒီုံစားတောင်းတွေကတော့စုံနေတာပဲအားချင်းစပွားလေးတွေကိုကထမင်းစားပြီးပြီဆိုတော့လေထမင်းစားပြီးမှဈေးသွားခွေလာဆိုတော့ဘာမှလည်းမဝယ်စားဖြစ်တော့ဘူးပေါ့နော်လူတွေလည်းအများကြီးပဲဒါပါကရောင်းလို့ဆိုင်နေကဲပြန်တော့မယ်ကွယ်ဈေးဝယ်တာပြီးသွားတော့ပြန်တော့မယ်ပြန်ခင်လေးခွေရိုက်တရားရှောက်ကြိုက်တာပေါ့နော်အိုးမိလေးတွေထွန်းလာလာမလာပဲအဲ့ဒီမှာလူတွေထိုင်နေကြတာအများကြီးပဲဒါကျမတို့နေတဲ့တမ်ပနီပါရှင်ကျမတို့နေတဲ့တမ်ပနီပါအဲ့ဒီကားလမ်းနဲ့အဲ့ဒီလမ်းလေးကိုဖြတ်လိုက်ပြီးဘက်တိုက်ဆိုကျမတို့အိမ်လေးကိုရောက်ပါပြီဒါတော့မာတမ်ပနီအန်တူ shopping center ပါရှင်